ကျွန်တော်ညီကိုငွေနဲ့ချစ်မိတ်ဆွေကိုကျွန်တော်တစ်ဖက်တာပေါ့နော်ကျွန်တော်တင်ပေးနေကြဖြစ်တဲ့16ရက်နေ့ကနေပြီးတော့20ရက်နေ့ကို2ရက်အတွင်းပတ်တည်ဗုဒ္ဓအတွင်း break ဒါတနေ့ကုန်ပေါ့နော်16ရက်နေ့တနေ့ကုန်ချိန်ရဗုဒ္ဓအတွင်းရောမပြောက်ကုန်အကုန်လုံးကျွန်တော်ဒီမှာဗီဒီယိုလေးနဲ့ဟိုဒီမှာ post မှာကိုကျွန်တော်ရေးပြီးတော့တင်ပေးပါမယ်ပေါ့နော်ပြီးခဲ့တဲ့ပတ်တော့ကကျွန်တော်တင်ပေးထားတဲ့ဒါမိတ်ဆွေတွေတွေ့တယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေတွေမြင်မှတွေ့မှရှားကြပါလိမ့်မယ်နော်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးပြီးတော့ကျွန်တော်အကောင်းဆုံးတင်ပေးထားပါတယ်ညီကိုလည်းမိတ်ဆွေတွေပေါ့နော်ဒီမှာ post မှာဆိုလေကျွန်တော်ပြီးခဲ့တဲ့ပတ်တွေတော့ကျွန်တော်ဒါအကောင်းဆုံးဒါရေးပြီးတော့ကျွန်တော်ဒါပေးထားခဲ့တယ်တစ်ဖက်ကကတ်တွေလည်းပေါင်းပါတယ်နော်6ချင်းတော့ကျွန်တော်တို့ပေါက်ပါတယ် group မှာတော့ Telegram group မှာတော့ဒါ45ကိုခွေဘူးအပြေထိုးဆိုတဲ့ဟာလေးတွေရောကျွန်တော်အလင်းတင်လိုမျိုးတော့ကျွန်တော်တင်ပေးတယ်ပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်အကောင်းဆုံးလေးတွေစူးစမ်းပေးထားတယ်လို့ဒီပွဲမှာလည်းကျွန်တော်ဒါရေးပေးထားတယ်ပေါ့နော်9ရက်နေ့မှာပြီးခဲ့တဲ့ပွဲက73ရက်နေ့အတွင်း2ရက်စာသည်16ဖြစ်ပါတယ်9သည်ဟိုတွဲမပြောက်သည်3ညလို့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်နော်ဒီနေ့ဒီပွဲမှာကတော့ကျွန်တော်ဒီမှာကတ်လေးနဲ့ကျွန်တော်ဒီမှာတင်ပေးထားတာပါတယ်နော်နေရစာကစားခြင်းတဲ့မိတ်ဆွေတွေကနေရစာပတိလေးတွေကြီးပြီးတော့ကစားပါနေတဲ့ကစားခြင်းတဲ့မိတ်ဆွေတွေကိုလည်းနေတိုက်လေးတွေကျွန်တော်အလင်းတင်တယ်လို့မျိုးကျွန်တော်ရွေးပေးနေပါတယ်ကျွန်တော် formula တွေရ3ညမှာကလာတယ်ဆိုရင်အနှစ်မှာက4မှာကကျွန်တော်ပြန်ထိုးတယ်6ပရိတ်လာတယ်ဆိုရင်ကျွန်တော်တို့ကဘူးထိုးတယ်ဘူးလာပြီဆိုရင်ကျွန်တော်တို့6ပရိတ်ပြန်ချုပ်တယ် formula ရဘယ်ကနန်းလာပြီဆိုရင်ဘလို့သွားတယ်6နောက်ပိတ်လာတဲ့အတွက်ကျွန်တော်တို့ကဒါလေးခုပတ်တိနဲ့ကျွန်တော်တို့သွားတယ်အထက်အောင်မူအလဲပေါင်းခြင်းเนาะ break တွေနဲ့ကျွန်တော်ဒါအကုန်လုံးဒါရွေးချယ်ပေးပြီးတော့အကောင်းဆုံးနေကျွန်တော်တို့ဒါစူးစမ်းပေးခဲ့တာဖြစ်ပါတယ်နော်ပေါ့နော်အဲ့တော့ညီကိုတငယ်ချင်းမိတ်ဆွေတွေလည်းထိထိမိမိပေါင်းမယ်လို့ယုံကြည်ပါတယ်ကျွန်တော် channel လေးလည်းဒါရင်နှောင်းကဆိုလို့ရှိရင်ဗီဒီယိုလေးနဲ့ကျွန်တော်မလုပ်ပေးအောင်ပေါ့နော်အခုလုပ်ပေးရတဲ့ချိန်မှာဒါကျွန်တော်အကောင်းဆုံးလုပ်ပေးထားတာပါအခုဆိုလို့ရှိရင်တော့ပေါ့နော်ပြီးခဲ့တဲ့ပွဲတုန်းကဒီတော့ဗီဒီယိုဆိုလို့ရှိရင်ကျွန်တော်2ပုတ်လောက်ပဲလုပ်ပေးဖြစ်တယ်ပေါ့နော်ဒီပုတ်ကတော့ဒါဟိုတွင်ပေါ့နော်ဟိုတွင်ကြာလာမဲ့ break ဗီဒီယိုပေါ့နော်ဒီမှာလည်းကျွန်တော်ဒါအားစိတ်ပြီးတော့ကစားဖို့လေကျွန်တော်ဘလို့ကစားပြရမယ်လေအကုန်လုံးကျွန်တော်ဒါရေးပြီးတော့တင်ပေးထားပါတယ်ဒီဘက် post မှာတော့ဝင်ကြည့်ပေးကြပါကျွန်တော်ဗီဒီယိုမလုပ်ပေးပြဘူး live မကောင်းဆိုရင်ဒီဘက်က post မှာကျွန်တော်တင်ပေးနေမှာဖြစ်ပါတယ် channel လေးလည်း like share subscribe လေးလုပ်သွားပြီးတော့ကူညီသွားပေးပါမိတ်ဆွေတို့ရဲ့အပန်းမကြည့်ပါဘူးเนาะ live လက်မလေးထောင်ပေးရတာပါဝါသနာပါတယ်ဆိုတော့မိတ်ဆွေတွေမိမိတို့ရဲ့အချိန်ကြီးရတဲ့အကတ်တွေနဲ့ဘိုင်ကစားပါကျွန်တော်ကတော့အကောင်းဆုံးရရှိတာမြင်တာတွေ့တာကိုပြောပြပေးပြီးတော့အကျိုးထွက်ပြီးဆိုရင်ခဏန်းစီစစ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့တင်ပေးမှလုပ်ပေးမှဖြစ်ပါတယ်ချီမီပေါက်ကြပါစေထိုးတိုင်းအောင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော်Telegram group ကိုဝင်နေဆိုတဲ့မိတ်ဆွေတွေလည်းပြောလို့ရပါတယ်ကျွန်တော် group မှာလည်းအလင်းတင်လို့မျိုးတော့ကျွန်တော်အကောင်းဆုံးရွေးကွက်လေးတွေကိုအကွက်ချုံပြီးတော့တင်ပေးပါတယ်ဒီမှာလည်းအမြဲတမ်းတင်ပေးတော့မှဖြစ်တဲ့အတွက်မိတ်ဆွေတွေဒါကြည့်ရှုပြီးတော့ကစားလို့ရပါတယ်ခင်ဗျ